ရှေးစွာယနေ့မှာအကဲ့သို့သောအချိန်ခွင့်ကောင်းချိန်တိုင်းကိုပြန်လည်ပြင်ဆင်ပေးတဲ့ဖျားတဲ့နာမတော်ရဲ့ပုံကြည့်ချင်းရှိပါစေကျွန်တော်ဒီနေ့မှာနိုင်ငံဆင်ခြင်ရမယ့်ကြံချက်ကတော့ဒီရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7အငယ်25မှာကျွန်တော်တွေ့ရတယ်ကျွန်တော်ရင်စောရှေးစွာကြံချက်ကိုဖတ်ကြားချင်ပါတယ်ယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်တည်လွန်တော်လဲရှင်လိမ့်မည်ဒီမှာကျွန်တော်တို့ရေးထားဒီမှာကျမ်းစာမှာတို့ဖော်ပြထားတဲ့အရာကိုတွေ့ရတယ်ယေရှုကလည်းငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏တဲ့ဒီမှာယေရှုကသူကဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်ဘာလို့ဆိုတော့သူကယေရှုကဒီလူလောကကိုလာကြွတဲ့အချိန်မှာဆိုရင်သူကိုယ်တိုင်တည်ပြတယ်သူကိုယ်တိုင်အသက်ရှင်ပြတယ်ဆိုတဲ့အရာကိုကျွန်တော်ဒီမှာတွေ့ရတယ်တကယ်လို့ကျွန်တော်တို့ဒီမှာလည်းပဲဆက်ကြည့်မယ်ဆိုရင်ငါကိုယုံကြည်တော်သူတည်လွန်တော်လဲရှင်လိမ့်မည်ဆိုပြီးတော့သူဖော်ပြထားတဲ့အရာကိုကျွန်တော်တို့ဒီမှာတွေ့ရတယ်ဒီယုံကြည်တော်သူတွေအားလုံးကဒီထမြောက်မယ်လို့ဒီဖျားသခင်ကပြောခဲ့တယ်ဒါပေမဲ့ဒီထမြောက်ခြင်းကဒီသူ့ရဲ့လူတွေကိုကောင်းကင်နိုင်ငံကိုခေါ်ဆောင်တော့ဖို့ဒုတိယကျင့်ပြန်လဲပြီးတော့ကြွလာမယ်ဆိုတဲ့အရာကိုတွေ့ရတယ်အဲ့ဒီမှာအချိန်ကာလ2မျိုးနေပြင်တွေ့ရတယ်ဘာလို့ဆိုတော့ပထမအချိန်ကာလတစ်မျိုးကဒီခရစ်တော်လူလောကကိုကြွလာပြီးတော့တည်သွားပြီးတော့ကောင်းကင်ဘုံကိုတက်သွားတဲ့အချိန်ကနေစအချိန်တော်တွင်းပေါ့အဲ့ဒီသူဒုတိယကျင့်ပြန်ကြွမလာခင်အထိတည်ဆုံးသွားတဲ့လူတွေဆိုပြီးတော့တွေ့ရတယ်နောက်တစ်ခုကျတော့ဒီခရစ်တော်ဒုတိယကျင့်ပြန်ကြွလာတဲ့အချိန်ခါမှာအသက်ရှင်လက်နဲ့ကြံရှိနေတဲ့လူတွေဆိုပြီးတော့2မျိုးတွေ့ရတယ်ဒီမှာဆိုရင်ဖျားသခင်ကြွလာခြင်းကပထမတစ်ချိန်ဖြစ်တယ်သူကထမြောက်ခြင်းဖြစ်ပြောဆိုတော့သူ့ကိုယုံကြည်သောသူတွေကဒီတည်တော်ရှင်လိမ့်မည်ဆိုတော့ပြောရတာကတည်တယ်ဒါပေမဲ့ခန္ဓာကိုယ်တည်ဒါပေမဲ့ပြန်ရှင်တယ်ဆိုတာကသူရဲ့ဝိညာဉ်ခန္ဓာဝိညာဉ်အတွင်းထဲကဝိညာဉ်ကပြန်ပြီးတော့ရှင်ပြန်ထမြောက်တယ်ဆိုတဲ့အရာကိုဒီမှာကျွန်တော်တွေ့ရတယ်ဒီခန္ဓာကိုယ်ကတည်တော်များလည်းပဲသူရဲ့ဝိညာဉ်ကရှင်ပြီးတော့ကောင်းကင်နိုင်ငံတော်ပြန်ပြီးတော့ရောက်ရှိမှာကောင်းကင်နိုင်ငံတော်ပြန်ပြီးတော့ခရစ်တော်နဲ့သူပြန်လဲပြီးတော့တူနေရမယ်ဆိုတဲ့အရာကိုပြောပြတယ်အဲ့တော့ဒုတိယတစ်ချက်ကဆိုရင်ဒီအသက်ကိုပေးပြီးတော့ထာဝရအသက်ကိုရတယ်ဒီနေရာမှာဆိုရင်လည်းကျွန်တော်တို့ခရစ်တော်ကသူ့ရဲ့အသက်ကိုပေးပြီးတော့ဇရိပြီးတော့ကားတိုင်းမှာတည်ခံခဲ့တယ်တည်ပြီးတော့သူကိုယ်တိုင်လည်းပဲတည်ပြီးတော့ပြန်ပြီးတော့ရှင်ပြန်ထမြောက်တယ်ရှင်ပြန်ထမြောက်တဲ့အခါမှာသူခန္ဓာနဲ့ရှင်ပြန်တယ်ဒီခန္ဓာကလည်းပဲကျွန်တော်လူသားခန္ဓာကိုယ်ကဲ့သို့မဟုတ်လူသားခန္ဓာကိုယ်လိုပဲမြင်ရတယ်ထိတွေ့ကင်တွေ့နိုင်တယ်တိုးတော်လည်းပဲသူ့ရဲ့ခန္ဓာကိုယ်ကအစီတာရှိတဲ့နေရာတွေကလည်းပဲဖြတ်ကျော်နိုင်တယ်မိတိနေရာမှာဆိုသူ့ခန္ဓာကိုယ်ကတွားနိုင်တယ်ဒါပေမဲ့ထိတွေ့နိုင်တယ်ကင်တွေ့နိုင်တယ်ကျွန်တော်ခန္ဓာကိုယ်လိုမဟုတ်တော့ဘဲနဲ့ဝိညာဉ်ခန္ဓာကိုယ်ဖြစ်သွားတယ်ဒီဝိညာဉ်ခန္ဓာကိုယ်ဆိုတာကပြောမယ်ဆိုတော့ခရစ်တော်ရဲ့ဝိညာဉ်ခန္ဓာကိုယ်ကမြင်ရတယ်ဒါပေမဲ့ကျွန်တော်ဒီလောကမှာတွေ့နေရတဲ့ဝိညာဉ်ဆိုတဲ့အရာကမျက်စိနဲ့မြင်လို့မရတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဘုရားကိုယုံကြည်ခြင်းဖြင့်ကျွန်တော်တည်ခြင်းမရှိဘူးဆိုရင်ဒီမှာတည်လွန်တော်လဲရှင်လိမ့်မည်ဆိုတဲ့အရာကဘုရားကိုယုံကြည်တဲ့ခါမှာကျွန်တော်တို့မတည်တော့ဘူးရှင်တယ်ဆိုတဲ့အရာကပြောမယ်ဆိုတော့တကယ်ကြတော့ဒါကမဟုတ်ဘူးဆိုတော့ဘုရားကိုယုံကြည်တယ်ဟုတ်တယ်ဒါပေမဲ့